နိုင်ငံခြားရောက်လာတဲ့လူငယ်တွေကအမြင်တွေပိုကျလာတဲ့မိဘတွေရဲ့တန်ဖိုးကိုပိုတိလာကြတယ်။ကိုအားကိုပြီးရုန်းကန်ရတဲ့ခါမှာလူငယ်တွေပိုရင်ကျက်လာတဲ့နိုင်ငံခြားရောက်လာတဲ့လူငယ်တွေမှာအမြင်တွေကျလာပြီးတော့မိဘတန်ဖိုးကိုပိုတိလာရတာကဘဝခက်ခဲတွေကိုယ်တိုင်ကြုံမှမိဘတွေအပေါ်ကိုချင်းစာတက်လာတဲ့လောကဒဏ်ကိုမျက်နှာချင်းစာရတဲ့ခါပြင်လောကရဲ့ကြံတမ်းမှုကိုတိလာလေလေမိဘရဲ့မြတ်တာကဘယ်လောက်ထိနူးညံ့ပြီးအဖိုးတန်လဲဆိုတာပုံမြင်လာမယ်။မိဘရဲ့အရေးမှာဘယ်လောက်ထိနှွေးထွေးလုံခြုံခဲ့လဲဆိုတာသိလာမယ်။နိုင်ငံခြားကိုရောက်လာတော့ကဘာကြီးကိုပုံမကျပြန့်စွာမြင်လာမယ်။နိုင်ငံစုံလူမျိုးပေါင်းစုံနဲ့ထိတွေ့ရတဲ့အခါတစ်ဖက်နိုင်ငံရဲ့မတူကွဲပြားမှုတွေလက်ခံတက်လာတယ်။မိဘတွေနဲ့နီးရင်မတိဝေးမတိဆိုသလိုပဲဖုန်းလေးတစ်လုံးနဲ့ပဲဆက်သွယ်နေရတဲ့အခါမိဘတွေရဲ့အိုမင်းလာမှုကိုဗီဒီယိုကောကနေမြင်ရတာလူငယ်တွေကိုပို့ပြီးတော့စိတ်သက်ခိုင်မာစေသလိုမိဘကိုအမြန်ဆုံးပြန်လှုပ်ကြွေးခြင်းတဲ့စိတ်တွေဖြစ်ပေါ်စေတယ်။နိုင်ငံခြားကိုရောက်လာတာဟာပတ်စံလာရှာယုံတင်မဟုတ်ပဲဘဝပညာကိုအပြင်လက်တွဲမှာတင်ယူနေရတယ်လို့ပါပဲရှင်ဒီလိုဘဝရုန်းကန်မှုတွေကလူငယ်တစ်ယောက်ကိုပိုပြီးတန်ဖိုးရှိတဲ့လူသားတစ်ယောက်ဖြစ်လာစေပါတယ်ဒီနေ့နန်းအိမ်တန့်ရှင်လုပ်ရင်းနဲ့နိုင်ငံခြားအကြောင်းတွေးမိတွေးရလေးပေါ့နော်တစ်စိတစ်စောင်းလေးပါနိုင်ငံခြားကိုထွက်မလာဘဲနဲ့မိဘအိမ်မှာပဲတက်ပြီးတော့နေမယ်ဆိုရင်နန်းတို့ကဒီလောက်ထိအတွေ့အကြုံတွေရှိမယ်လို့မထင်ဘူးရှင်ဘဝအတွေ့အကြုံတွေအများကြီးပေးခဲ့တဲ့ဒီနိုင်ငံခြားကြီးကိုကျေးဇူးတင်နေရှင်